ကပါဒီနေ့မှတော့ဒီအင်ကြီးကိုပြပြမှာပါရဲ့အဲ့တော့နမောဆိုရေးလေးပါတော့ထူလိုက်ပါနော်ပြန်မှဒီအင်ကြီးကိုတန့်ရှင်းပါလေလို့ပါမယ်ပြီးထူလိုက်ပါမယ်ဒီထူပါဆိုအင်ကြီးကိုဆက်ထားလိုက်အင်ကြီးစပင်းစီလိုက်ပါမယ်ဝင်းလေးစီပါဆိုခင်းကြီးကိုလိုက်ပါခဏလေးပေါ့နော်ခင်းကြီးရဲ့အရာလေးချောင်းလိုက်ပါကဲခင်းကြီးလေးလိုက်ပြောင်းမယ်ဆိုတော့ဒီအိမ်ကြီးကိုနင်းဖြစ်ဖို့အတွက်အိမ်စားပြင်ပါမယ်အိမ်ပြင်မှာဆိုဘွားတော့ခေါ်လိုက်ပါဘွားကူညီလို့ပါရဲ့မေဘောနော်ခဏလေးပါရောက်သွားပါအင်းကိုခင်မီရဲ့ဒီရောမလေးကားပါလေးချင်မယ်ပေါ့နော်ညမဆိုလဲလေးချပါမယ်ဒီအနောက်မှဆိုလဲဟိုဘယ်လိုပြောမလဲခရီးတော့ကွာ sorry ပါဒီမတီးတော့လို့ပါတယောက်ပါဒီဖြစ်အဲ့ဒါရင်သူ့ကိုပတ်စံပေးပြောတာကြပါမယ်အဲ့တော့ကိစ္စကိုတော့ဆိုတော့ပါမယ်ပြန်လာနေခတဲ့နေနော်ပြန်လာမှာပဲအရင်ကဘာမှမလုပ်ဖြစ်ရမယ်ဒီလေးဆက်ပါမယ်အဲ့ဒါဒီမျိုးကိုဝယ်ပါမယ်ဝယ်ပြီးတော့ကြာရှုပ်လေးရှိလို့ရပါတယ်ဆောရလေးကျွန်တော်ဂျာလေးပါမယ်ဒီညလေးလောပါမယ်ကဲဆိုအခုမျိုးရှိပါမယ်တရားနေတော့တော့လောက်ပါမယ်နော်တလားတော့ရမှာပါတလားလောက်ကြပါမယ်ဒီမျိုးကိုလေးဝယ်ပါတော့ကမရှိအင်ကြီးတစ်လုံးသွားပါမယ်အင်ရပါသွားရင်ရလမ်းဒီဘက်သွားလိုက်ပါမယ်သွားရင်ရအဲ့ဒါကားတိတ်မမောင်းတယ်လို့ကံမကြည့်ပြကြပါဒီဘောင်ကားချောင်းကိုကြည့်ဝကြပါဦးလို့somewhere near you gonna can I say easy Sarah Kama wa swaya hali ma bana di only way peopleဒီမှာကြည့်လိုက်ပါမယ်။ဝါရဲအဲ့ဆိုရေခဏစိန်လိုက်ပါ။ဟိဟိဟိ။အိုးခေါ်ရစနေနွေးနာပဲ။ကဲဆိုပတ်စာကိုဒီလိုမျိုးပပလေးကိုလိုမျိုးပါဦး
ကားလေးကိုလုံးမရပါဘူးဆိုတော့ဘယ်လိုပြမလဲအမခေါ်တော့ရမယ်မနော်ဒီအင်ဂျင်မဟုတ်ပါဆောက်ဘူးအင်ဂျင်လည်းမဟုတ်တယ်အင်ဂျင်လည်းမဟုတ်မမီရောမိတ်ဝိုင်းဒီမှာရပြီဟုတ်တယ်နော်ဟုတ်တယ်အဲ့ဒါလေးပါပြင်ပါတော့မယ်ဒါလေးကိုဒီကရောကြည့်ကြပါအခန်းကြတော့အခါကြောက်ပြပါပဲနော်အဲ့ဒီ木头的我外甥啊，哎呀，变了吧了没？买了。那有点不错。မရှိဘူးလားအပရမမရှိဘူးအော်Ale? ¿A dónde hay un teléfono? Vamos a ir a tu sabía me sabía me no sabía sabía so cái này sabía bà bánh rồi tụi anh chụp chuyện bà gì đó bye mà nó ra đi anh lấy sabía bye cái này đi hey ai ngà này có con này chào nè rồi bị bà mẹ tôi bị hoa số anh theo lại bà chị lại bà mẹ bị mang ra lại lưu đó mà sao tí ta bị mang ra lại mấy day you know I'm looking at you are trying to this way touch your chồng wow mấy điều chúng mà chỉ cần đi về you are too long cái việc này rồi làm thôi
ရှာကြနေမိုက်တယ်နော်အဲ့ရလေးဆိုရဲတော့ရှာလေးလောက်ထားပြီးတာအပေါ်တကားတာဘာမှမတရားလို့ပြောတော့ကြည့်ဆက်ရှုမီဘာလို့အလေးဖြစ်အော်ဒီတယ်ခေါင်းမူးနဲ့ခံနေပြီမယ်ကဲဒီဖက်မှာမကြောင်ဖွင့်နော်ခဏနေမှာဒီစကားလေးကိုပြောမယ်အဲ့စကားနဲ့မရမိအောင်ပါလေ